ကဲအားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါလေကျွန်တော်တို့ဒီ August ကျွန်တော်တို့10ရက်နေ့အတွက်ပေါ့နော်တရက်စာအထီးကြီးရဲ့ဒါ free ဆောက်မှန်နေတဲ့လူတွေအတွက်လာပါပြီခင်ဗျအဲ့တော့ video လေး like share ပေါ့နော် channel လေးကိုလည်း subscribe ဒါ follow လေးလုပ်တော့ပြကြပါအောင်ခင်ဗျကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ August 10ရက်တင်းလာနေအဖွင့်မှာဆိုရင်တော့ကျွန်တော်တို့ကဘယ်ဟာနဲ့အရင်ဆုံးကျွန်တော်တို့အဖွင့်လာမလဲဆိုတော့7ရှိမယ်ပြီးတော့2ရှိမယ်ပြီးရင်တော့ကျွန်တော်4ရှိပါမယ်ခင်ဗျ4ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်7ရဲ့7တော့မဟုတ်2တော့မဟုတ်4ဒီတရက်စာအထီးကြီးဖြစ်ပါတယ်ခင်ဗျနေ့လယ်ရောညနေရောအကျုံးဝင်ပါတယ်တကယ်လို့ကျွန်တော်ပြပြလိုက်အရာဒီနေ့လယ်မှာညှိခဲ့သည်ရှိတော့ညနေခင်းပြန်ပြီးမိတ်ဆွေဆက်လက်လုပ်ပါတကယ်လို့နေ့လယ်ခင်းမညှိခဲ့ရင်လည်းညနေခင်းကိုဆက်လက်ပြီးလှုပ်ဆောင်ပေးပါခင်ဗျအဲ့တော့2နဲ့ပတ်သက်ရင်တော့ကောင်းအောင်လုံးလေးတွေ7နဲ့ပတ်သက်ရင်ကောင်းအောင်လုံးလေးတွေ4နဲ့ပတ်သက်ကောင်းအောင်လုံးလေးပြပြပြီးတော့ပါမယ်အရင်ဆုံး4နဲ့ပြောချင်တာက 4H ရှိမယ်ခင်ဗျပြီးရင်တော့ကျွန်တော်43ကြိုက်မယ်ပြီးတော့ကျွန်တော်40ကြိုက်ပါမယ်ခင်ဗျပြီးရင်တော့ကျွန်တော်7နဲ့ပတ်သက်ရင်တော့ကျွန်တော်ဗာလေးရှိမလဲဆိုတော့7နဲ့ကြတော့ကျွန်တော်တို့က75တို့ပြီးရင်ကျွန်တော်70တို့ပြီးရင်77ပေါ့နော်โอเคအဲ့တော့နောက်ဆုံးတစ်ခုကြံရှိတဲ့ဒီ2နဲ့ပတ်သက်ရင်တော့20တို့25တို့ပြီးတော့ကျွန်တော်22တို့ကြံနေတတ်ပါတယ်ဒါလေးကတော့မိတ်ဆွေတို့တင်းလာနေ August 10ရက်နေ့တင်းလာနေ TS စာအတွက်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တခုပြောချင်တာကကျွန်တော်စီမှာတပတ်စာဒီပေါ့နော်အမှန်မှဝင်နေတဲ့လူတွေအကုန်လုံးတခါပြောကျင်ပါတယ်ကျွန်တော်အခုဒီဘက်မှာဒီအပတ်ကစပြီးတော့ကျွန်တော်တရားစာချင်းလက်မခံဘူးတပတ်စာတီးတတ်မှလက်ခံမယ်အဲ့တော့မိတ်ဆွေတို့ကြိုက်တဲ့အချိန်လားဒီအခုညထဲလာခြင်းလားဒါမှမဟုတ်မနေ့ကညမှလာခြင်းလားပေါ့နော်ဒါမှမဟုတ်နောက်ရက်ဒီမှာပဲလာခြင်းလားဘယ်အချိန်မဲလာကျွန်တော်တပတ်စာအပြည့်ပဲယူမှာဖြစ်ပါတယ်မိတ်ဆွေတို့ကဒီတင်းလာနေတဲ့စောင့်ဝင်ဆိုတင်းလာအင်္ဂါအခုဖွင့်နေရအကုန်အပြည့်ရမယ်ပေါ့နော်မိတ်ဆွေတို့အင်္ဂါနေ့မှလာဝင်နေဆိုလဲဒီတပတ်စာကြီးအပြည့်ပေးရမှာဖြစ်ပါတယ်မိတ်ဆွေတို့ကဘလုံးနေ့မှခြာဘီနေ့မှလာဝင်လဲတောက်ကြနေတရက်သေးကြတော့ခြာဘီနေ့မှလာဝင်လဲတပတ်စာအပြည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဘယ်အချိန်မဲလာဝင်တပတ်စာအပြည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့မိတ်ဆွေတို့အနေနဲ့ဝင်နေဆိုရင်တော့တပတ်စာအပြည့်လဲပေးခြင်းနဲ့တပတ်စာအပြည့်လဲယူခြင်းနဲ့ဆိုရင်တော့တခါလဲလာဆက်တက်ပါခင်ဗျရက်စာချင်းစီလုံးဝလက်မခံပါဘူးအခုမနေ့ပြန်ကျွန်တော်တို့ဒီ August 10ရက်နေ့အတွက်ကျွန်တော်အကောင်းဆုံးဆိုတဲ့ main တကွက်ထဲပေါ့နော်ပြီးတော့လုံးဝတရက်စာ share ပိုင်ရဲ့လုံးဝ special ပြင်ဆင်ပေးထားပါတယ်အခုလာရောက်ပြီးဝင်ထားတဲ့အဖွဲ့ဝင်မမတွေအကုန်လုံးလည်းကျွန်တော်အနေနဲ့ပို့ထားပြီးပါပြီအားလုံးပဲတန်ကောင်းကြပါစေကျွန်တော်ကင်းလင်းဖြစ်ပါတယ် free ကနေအားပေးနေညီကောင်မောင်နှမတွေလည်းကျွန်တော်ပြောထားတဲ့ကိစ္စလေးတော့မေ့မယ်တော့မထင်ဘူးပေါ့နော်ကျွန်တော်လည်းကျွန်တော်ပြောထားတဲ့ case နော်ကျွန်တော်ပြောထားတဲ့အရာလိုမျိုးကျွန်တော်အကောင်းဆုံးတင်ဆက်ပေးနေပဲပြီးရင်တော့ကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ပေါ့နော်မနေ့ကစပါပြီခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ